လောက်လေစိမ်းတွေထိုက်နေတာအဖက်ဖက်ကတစားစီပြုတ်ထွက်နေတာကျမပန်းတွေဖွင့်ပြရအောင်မလားစိတ်ကနေနှလောဝရံတာကနေပြုတ်ကြတယ်ကုအမျက်ကဆွဲနှုတ်လေရေတောက်မြက်ဟာထုံနာဝေဒနာကြီးနဲ့ခိုင်တည်နေလို့တခုခုဆိုဘာလို့ကြောက်မှမသိကြောက်တယ်ဆွဲဖြတ်လို့မရတဲ့ຫນွေကြိုးတွေရှိမယ်ရိုးသွင်းချစ်စီထိလာကျင်လာတော့မှသိတယ်ပြန်မချစ်တာယူမခံစားနိုင်ပါဘူးအဲ့ဒါကပကြအပ်လူခင်းဖြစ်နေနဲ့တူတယ်နှင်းခါရိုက်ခံတရက်ဖူးတွေနဲ့တူတယ်လှပဖူးလာပြီးမှငှက်စိတ်ခံလိုက်ရတယ်နှင်းစီပွင့်နဲ့တူတယ်ရှင်ကပါနဲ့ပါလေကျမမပြောပြလိုက်တဲ့စကားတွေလည်းကြားမိမှာပဲညာချင်းစာရေးအမှတ်နဲ့